စာအုပ်တအုပ်ကိုဖွင့်လိုက်တိုင်းမှာကဘာတစ်တစ်ခုကိုရောက်သွားတယ်လို့မျိုးခံစားရတတ်ပါတယ်။စာအုပ်ထဲကစကားစုများကနေဒီတစ်ခါမှာတော့တမိုင်းတွေကစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရမှန်ပုံမြင်တွေဘဝအတွက်မှတ်သားစရာတူတရတာတွေနဲ့အမောပြေစေမဲ့ဟာတာဝတ္ထုတိုလေးတွေကိုတင်ဆက်ပေးခြင်းပါတယ်။ကျွန်တော်တို့နဲ့အတူစာမျက်နှာတွေကိုလှန်လို့ကြည့်ဖို့အစဉ်သင့်ပဲလားခင်ဗျာ။ဟိုးရှိတုန်းကပေါ့ဘာရဏသီပြည်မှာပြမဒတ်မင်းကြီးစိုးစံနေချိန်မှာဖြစ်ပျက်ခဲ့တဲ့တင်ငန်းစာရစရာပုံမြင်လေးတစ်ပုဒ်ပြောပြမယ်နော်။တခါတုန်းကမြစ်ထက်ပိုင်းမှာတိတ်ကိုချုံမြင်ပြီးနတ်တုတ်တာလိုရတာရှိတဲ့တရက်ပင်ကြီးတစ်ပင်ရှိတဲ့တနေ့တော့အဲ့ဒီအပင်ကမှဲ့ဝင်းနေတဲ့တရက်တီးကြီးတစ်လုံးဟာမြစ်ထဲကိုပြုံးဆိုပြီးကျွေကျသွားပြီးရေစီးနဲ့အတူမျောပါလာတာပေါ့အဲ့ဒီအချိန်မှာဗြဟ္မတမင်းကြီးကမြစ်ထဲမှာကုန်းပစ်ပြီးရေကစားနေတာနဲ့အတော်ပဲဖြစ်သွားတယ်မင်းချင်းတွေကကုံကိုဆွဲတင်လိုက်တဲ့အခါထူးထူးခြားခြားရွှေအောင်ဝင်းနေတဲ့တရက်တီးကြီးကိုတွေ့ပြီးမင်းကြီးကိုဆက်တက်လိုက်ကြတယ်မင်းကြီးကမြည်ဆန်းကြည့်လိုက်တော့အိုးတိတ်ကိုအရသာရှိတာပဲအနံ့ကလည်းမွေးရတာကလည်းချိုအေးနေတော့မင်းကြီးကအရန်သဘောကျသွားပြီးဒီအစေကိုငါဥယျင်ထဲမှာဂယုတစိုက်ပြိုးချက်ဆိုပြီးအမိတ်ပေးလိုက်တဲ့အပင်လေးပေါက်လာတော့လဲနှုတ်ရည်တွေနဲ့တောင်တွန်းလောင်းပြီးပြုစုခဲ့တာပေါ့၃နှစ်လောက်ကြာတော့တရက်ပင်ကြီးကအသီးတွေစသီးလာတယ်အရသာကတော့ပြောမနေနဲ့ဦးအရင်လိုပဲတိတ်ချိုတာပေါ့ဒါပေမဲ့ဒီနေရာမှာဇလန်းကစတာပဲမင်းကြီးကဥယျင်မှုအစ်စ်တယောက်ကိုခန့်လိုက်တဲ့အခါအဲ့ဒီဥယျာဉ်မှုကလူရုပ်မှာအကြံသမားကြီးဖြစ်နေတယ်သူကဘာလုပ်လဲဆိုတော့တရက်ပင်ကြီးရဲ့ဘေးပတ်လည်မှာတမာပင်တွေနဲ့ခွေးတောက်ပင်တွေကိုဝိုင်းဆိုင်ပစ်လိုက်တဲ့အပင်တွေကကြီးလာတော့အမြင့်ချင်းတွေရောရှက်ကုန်တာပေါ့တိတ်မကြပါဘူးတရက်သီးတွေပြန်သီးလာတဲ့အခါမှာတော့တနန်းတော်လုံးအံ့ဩသွားကြတယ်ဘာဖြစ်လို့လဲဆိုတော့အရင်ကနတ်တုတ်တာလိုချုံမြင်ခဲ့တဲ့တရက်သီးတွေဟာအခုတော့တမလိုခွေးတောက်လိုခါဆက်ဆက်ကြီးဖြစ်ကုန်လို့ပဲမင်းကြီးလဲစိတ်ပြတ်သွားပြီးပညာရှိအမတ်ကြီးကိုစစ်ဆေးခိုင်းတော့တာပေါ့ပညာရှိအမတ်ကြီးကတွားကြည့်ပြီးပြုံးကာလျှောက်တင်လိုက်တယ်အရှင်မင်းကြီးအပင်ဆိုတာမျောစာကောင်းနေုံနဲ့မရဘူးဖျားပေးနာကအပင်တွေကခါနေတော့သူလဲလိုက်ခါတာပေါ့အပင်ကိုပြန်ချိုချင်ရင်ဘေးကအစိတ်ပင်တွေကိုဖယ်ရပါမယ်တဲ့ဒါနဲ့ပဲမင်းကြီးကတမာပင်နဲ့ခွေးတောက်ပင်တွေကိုအမြစ်ကပါနှုတ်ခိုင်းလိုက်တယ်ပြီးတော့မြေစီလွှာအစ်စ်တွေထဲနှိုးရီတကားရီတွေနဲ့ပြန်ပြုစုလိုက်တော့မှတရက်ပင်ကြီးဟာအရင်လိုပြန်ချိုလာပါတော့တယ်ဒီပုံမြင်လေးရဲ့မှတ်သားစရာကတော့အသက်မရှိတဲ့တစ်ပင်တောင်မှဘေးနားကအပင်မကောင်းရင်လိုက်ပျက်စီးသေးတာပဲငါတို့လူသားတွေလည်းမကောင်းတဲ့အပေါင်းဖော်တွေနဲ့ပေါင်းမိရင်ကိုကျင့်တရားတွေပျက်စီးပြီးဘဝပါခါးသီးသွားနိုင်တယ်ဒါကြောင့်လူမိုက်နဲ့မပေါင်းဖော်တာဟာမင်္ဂလာတစ်ပါးလို့ဆုံးမခဲ့တာပေါ့ကွယ်ဒီနေ့မျှဝေပေးခဲ့တဲ့စကားစုလေးတွေတဲကတင်းကြိုက်ဆုံးတစ်ခုကိုခမက်မှာရေးပေးခဲ့ပါဦးစာအုပ်ကောင်းတွေတဲကဘဝသင်ခန်းစာတွေကိုဆက်လက်ခံစားဖို့ကျွန်တော်တို့ channel ကို follow ပြီး subscribe လုပ်ထားဖို့မမေ့နဲ့ဦးတော်စာအုပ်တွေကြားမှာပျော်ရွှင်ပါစေ။